မင်းလည်းတနက်ကင်ပြီးငါလည်းတနက်ကင်ထားရင်ငါတို့ဥပဒေအကြောင်းဆွေးနွေးနိုင်တယ်မင်းလည်းဓားကင်ငါလည်းဓားကင်ထားရင်စီးမြင်းတွေအကြောင်းဆွေးနွေးနိုင်တယ်မင်းလည်းလက်ကြီးတက်တက်ငါလည်းလက်ပလားဆိုရင်ကြိုးချောင်းဆင်ញံပြီးစကားပြောနိုင်တယ်ဒါပေမဲ့မင်းကတနက်ကင်ပြီးငါကဓားပဲရှိရင်အမှန်တရားဟာမင်းလက်ထဲမှာပဲရှိတယ်မင်းလက်ထဲမှာတနက်ရှိပြီးငါမှဘာမှမရှိရင်မင်းလက်ထဲကအရာကလက်နက်တစ်ခုမဟုတ်ဘူးအဲ့ဒါငါအသက်ပဲဥပဒေစီးမြင်းနဲ့ကိုကျင်တရားတွေဆိုတာဟာဒန်းတို့ညီများမှုပေါ်မှာမိခိုမှသာအတိတ်ပဲရှိတယ်ဒီကဘာရဲ့ကျမ်းတမ်းတဲ့အမှန်တရားကတော့ငွေကစကားပြောတဲ့အခါအမှန်တရားဟာနှုတ်ဆက်သွားပြီးအာနာကစကားပြောတဲ့အခါငွေတောင်3လမ်းပြန်ဆုပ်ရတယ်စီးမြင်းချမှတ်သူတွေကစီးမြင်းကိုပထမဆုံးချိုးဖောက်တတ်ကြတယ်ဘာလို့လဲဆိုတော့စီးမြင်းဆိုတာအားနွဲတဲ့သူတွေအတွက်တန်ကြိုးဖြစ်ပြီးအားကြီးတဲ့သူတွေအတွက်တုံးချစရာတစ်ခုဖြစ်နေလို့ပဲ